အခုခေတ်ကလေသမီးရေးစားရေးစားထားကြပြီဆိုလို့ရှိရင်ခဏလေးနဲ့ကွဲသွားကြသိလားအဲ့ဘာဖြစ်လို့ခဏလေးနဲ့ကွဲရလဲသိလားအကြောင်းရင်းကိုစမ်းစစ်ကြည့်လိုက်တော့တယောက်နဲ့တယောက်တကယ်မချစ်လို့ပေါ့နော်မျိုးသားဘက်ကလည်းမျိုးသမီးကိုချင်းကပ်တဲ့နေရာမှာချစ်ချင်းမြတ်တာကိုပေးရမယ်ဆိုတာသူတို့ကတနာစိတ်နဲ့ချင်းကပ်တာပေါ့နော်အဲ့တော့ခန္ဓာကိုယ်ရဖို့အတွက်ကို focus ထားပြီးတော့ main ကလေးတယောက်ကိုချင်းကပ်တယ် main ကလေးကလည်းဒီယောက်ျားလေးကိုချင်းကပ်တဲ့အချိန်မှာချစ်ချင်းမြတ်တာအစာအခြားအတွေးတွေပေါ့နော်ရှိချင်းရှိမယ်ပေါ့ဒီလိုမဖြူစင်တဲ့နီးတွေနဲ့တယောက်ကိုတယောက်ချင်းကပ်ကြတာဖြစ်တဲ့အတွက်ကိုသမီးစားတွေထားလို့ရှိရင်ခဏလေးနဲ့ကွဲသွားကြတာအဲ့တော့ယောက်ျားလေးကအိမ်အောင်တစ်ခုပြုတ်ရမယ်ဆိုရင်သူဒီယောက်ျားဖြစ်တဲ့အတွက်ယောက်ျားရဲ့ဂုံပုတ်တိုင်းကအိမ်အောင်ဦးစီးနေရာမှာနေပြီးခေါင်းဆောင်ရမယ်လူတစ်ယောက်ဖြစ်တယ်ပေါ့နော်တို့ပေမဲ့လည်းအမျိုးသမီးဘက်ကကြည့်လို့ရှိရင်လည်းအမျိုးသမီးဒီအိမ်အောင်တစ်ခုမှာမရှိမဖြစ်အခက်ရလူတယောက်ဖြစ်တယ်အိမ်အောင်တစ်ခုတည်မြဲဖို့ထိမ့်သိမ့်နိုင်ဖို့ဆိုတာကလည်းအမျိုးသမီးတယောက်နဲ့အများကြီးသက်ဆိုင်တယ်ထို့နည်းတူဆိုအမျိုးသားမှလည်းတာဝန်အပြည့်ရှိတယ်ဒီလိုနှစ်ဦးနှစ်ဖက် balance guide အောင်လို့ချိန်ညှိပြီးတော့သွားနိုင်ရင်တော့အိမ်အောင်တစ်ခုပဲဖြစ်ဖြစ်သမီးစားပဲဖြစ်ဖြစ်မြဲမယ်ပေါ့နော်အဓိကပြောချင်တာယောက်ျားလေးကယောက်ျားလေးဖြစ်တဲ့အတွက်ယောက်ျားလေးလှုပ်ကိုလှုပ် main ကလေးတွေလည်းသူ့လှုပ်သူလှုပ်အဲ့တော့နှစ်ယောက်နှုံးနှစ်ဖက် balance guide အောင်ညီမျှစွာခြိတက်မယ်ဆိုလို့ရှိရင်တော့အိမ်အောင်တစ်ခုကမမြဲစရာအကြောင်းမရှိဒါပေမဲ့တချို့ယောက်ျားလေးတွေကအိမ်အောင်ပြုတ်တယ်ပဲဖြစ်ဖြစ်ရီးစားထားတယ်ပဲဖြစ်ဖြစ်သူတို့တွေကတကယ်ရင်ထဲကထွက်တဲ့ချစ်ချင်းမြတ်တာကိုပေးဖို့ထက် main ကလေးတယောက်စီကတဏှာစိတ်နဲ့ခန္ဓာကိုယ်ကိုရဖို့အတွက်ချင်းကပ်တာများတယ်အဲ့တော့ main ကလေးစီကချစ်ချင်းမြတ်တာကိုတကယ်လိုချင်ပြီးဆိုလို့ရှိရင်တဏှာစိတ်နဲ့ချင်းကပ်တာမျိုးမလုပ်ပါနဲ့ကိုရင်ထဲကထွက်လာတဲ့မြတ်တာစေတနာအစစ်မှန်ကိုပေးပါဒီ main ကလေးတယောက်ကိုချစ်ပေးပါကျင်နာပေးပါဂရုစိုက်ပေးပါဒီ main ကလေးရဲ့အနွန်တာကိုခံပေးပါတီးခံပါအဓိကပြောချင်တာတော့ main ကလေးဆိုတာက main ကလေးဆိုတဲ့အတိုင်းစကားများတတ်တယ်လေဒါ main ကလေးရဲ့သဘောဖြစ်တဲ့အတွက်ကို main ကလေးမှန်ရင်စကားများပြောတယ်ဒါပေမဲ့အပြင်မှာပြောတာဟုတ်ချင်မှဟုတ်မယ်သူတို့အိမ်အောင်ရေးမှာသူတို့နဲ့သက်ဆိုင်သောသူများအတွက်ကိုပြောတာပေါ့နော်အပြင်မှာစကားနဲ့သူဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့သူချစ်တဲ့သူအမျိုးသားနဲ့တွေ့တဲ့အချိန်မှာဆိုရင်တို့ဒီမဟုတ်သူ့ရဲ့မိသားစုပေါ့နော်သူချစ်ခင်ရတဲ့သူတွေနဲ့တွေ့ရင်သူ့မှာပြောစရာစကားတွေကမကုန်တော့ဘူးအဲ့တော့စကားတွေအများကြီးထွက်လာတယ်ဆိုတာသူတို့တန်ဖိုးထားချစ်ခင်တဲ့သူတွေအရှိမှသာပြောတာအမျိုးသမီးတွေကတရားနဲ့တော့ type ချင်းတော့မတူဘူးပေါ့နော် type တွေကတော့အမျိုးမျိုးရှိတယ်အဲ့တော့အများစုအမျိုးသမီးကစကားများတတ်တာသဘာဝပဲအဲ့ဒါကိုကိုယ်သိခံပေးရမယ်စကားမများတဲ့အမျိုးသမီးဆိုရှိလားမရှိဘူးလေနော်ဒီအိမ်အောင်တစ်ခုကိုထိန်းရမယ်သားသမီးတွေတောင်းမယ်အိမ်အောင်တောင်းဝင်တွေကိုထိန်းရမယ်အမြင်မတော်တာတွေပြောရမယ်သူတို့ရဲ့စီကံထဲမှာရောက်ဖို့အတွက်ဒီယောက်ျားကိုဘောင်ထဲမှာနေနိုင်အောင်ပြောဆိုရမယ်ယောက်ျားဆိုတဲ့အတိုင်းတချို့ယောက်ျားစီကံရှိပေမဲ့တချို့ယောက်ျားတွေကစီကံမရှိတာတွေလည်းရှိတယ်နေချင်တယ်လို့နေမယ်ဟုတ်တယ်မလားဟိုပြဲလျန်းနေတဲ့ယောက်ျားတွေလည်းရှိချင်းရှိမယ်စီးစနစ်နဲ့နေတဲ့ယောက်ျားတွေလည်းရှိချင်းရှိမယ်အဲ့တော့အမျိုးသမီးတိုင်းကသူ့ဟာနဲ့သူလက်လန်းမိတလောက်သူပြောချင်တာသူပြောမယ်သူ့အိမ်အောင်ရေးကိုတာယာတဲ့အိမ်အောင်ရေးဖြစ်ဖို့အတွက်လမ်းညွန်နေတာလည်းဖြစ်နိုင်တယ်သူ့ရဲ့စီကံထဲမှာနေနိုင်မှုအတွက်ကိုဘောင်ထဲမှာထားရတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ယောက်ျားလေးတွေက main ကလေးတွေကိုချစ်ခင်ကျင်နာစွာနဲ့ဆက်ဆံမယ်ဆိုရင်ဒီ main ကလေးတွေစီကလည်းချစ်ခင်ကျင်နာမှုကိုပြန်ရမှာပဲအဲ့တော့ယောက်ျားလေးတွေကကြမ်းကြမ်းတမ်းတမ်းနေဆက်ဆံနေမယ်ဆိုရင် main ကလေးစီကနုညံ့ညင်တာမှုချိုတာမှုဆိုတာလည်းဘယ်တော့မှပြန်မရနိုင်ဘူးတယ်နော်အဲ့တော့အသွားပြန်ဆိုတာရှိတယ်အဲ့တော့ယောက်ျားလေးတယောက်ကကိုဒီယောက်ျားဖြစ်တဲ့အိမ်နာဦးစီးဖြစ်တဲ့ main ကလေးနဲ့ယောက်ျားလေးရှင်လိုက်ပြီဆိုရင်ယောက်ျားလေးကအများကြီးအားတာ physically mentally ယောက်ျားလေးကအားတာတဲ့ဘက်မှာရှိတယ်နော်ဒါပေမဲ့တချို့ယောက်ျား physically အားတာပေမဲ့ mentally အားနေတဲ့ယောက်ျားတွေအများကြီးရှိတယ်အဲ့တော့ main ကလေးတွေကကျတော့ physically မှာယောက်ျားတွေထက်အားနေပေမဲ့လည်းသူတို့ရဲ့ mentally ကယောက်ျားတွေထက်အားတာနေတာတွေလူတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်က balance guide အောင်ညှိနိုင်ဖို့လိုအပ်တယ်အဲ့တော့ယောက်ျားတွေက main ကလေးတွေကိုတီးခံကျင်နာချစ်ခင်နှွေးထွေးမှုပေး respect ထားပြီးဆက်ဆံပေးပြီးတော့လူရှိသူရှိမှလည်း main ကလေးတွေကိုအရေးပေးရမယ်ပေါ့နော်ဟိုအရေးမပါသလိုကြောင်ထိုးထားရင်ဒီ main ကလေးရဲ့စိတ်ထဲမှာနာကျင်ပြီးတော့ဒဏ်ရာဖြစ်သွားတတ်တယ်အဲ့လိုအချိန်မျိုးတွေမှာဆိုလို့ရှိရင်လည်းသူတို့ဒီယောက်ျားအထင်မကြီးတော့ဘူးမလေးစားတော့ဘူးငါပေါ်ဒီလိုကြီးဆက်ဆံတဲ့ယောက်ျားပါလားဆိုပြီးသူတို့ရဲ့ဘဝမလုံခြုံတော့ဘူးလို့သူတို့ကိုသူတို့ထင်သွားတတ်တယ်အဲ့လိုအချိန်မျိုးမှာသူတို့ဒီလည်းဒီယောက်ျားကိုမလေးစားတော့တဲ့အတွက်ချစ်ခင်တဲ့စိတ်လည်းထွက်မလာနိုင်တော့ဘူးယောက်ျားတွေကမိန်းမတွေလေးစားချစ်ခင်အောင်နေတတ်ရတယ်မိန်းမတွေကသူတို့ချစ်ခင်လေးစားပြီဆိုလို့ရှိရင်အဲ့ဒီအိမ်အောင်တစ်ခုကိုတီမြဲအောင်ကြိုးစားတယ်တာယာအောင်ဖန်တီးတယ်ဒီကိုယ့်ရဲ့ချစ်ခင်ရတဲ့ယောက်ျားကိုလည်းတံပြန်သောတုံ့ပြန်မှုတွေပေးတယ်ဒီယောက်ျားပေါ်မှာဂရုစိုက်ပေးတယ်ကျင်နာပေးတယ်ချစ်ခင်ပေးတယ်ယောက်ျားထိဓာကြီးဆိုတာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဟာလည်းဒီယောက်ျားတစ်ယောက်ရဲ့ဆက်ဆံရေးပေါ်မှာအများကြီးမူတည်တယ်ကိုယ့်ပေါ်မှာမကျင်နာတဲ့ယောက်ျားတစ်ယောက်မချစ်ခင်တဲ့ယောက်ျားတစ်ယောက်နော်တီးလည်းမခံဘူးနှွေးထွေးမှုလည်းမပေးဘူးဘာမှကိုယ့်ပေါ်မှာမသိတတ်တဲ့ယောက်ျားတစ်ယောက်ကိုဘယ်မျိုးသမီးကချစ်မလဲဒါတဘာဝကြကြရိုးရိုးလေးပဲစဉ်းစားကြည့်လိုက်
ဒါကြောင့်မလို့ကိုအိမ်အောင်ဘက်ကိုချစ်ခင်လို့ပဲလက်ထပ်ထားပြီးသွားပြီဟုတ်တယ်မလားယူထားပြီးသွားပြီဆိုလို့ရှိရင်ချစ်ခင်ပေးပါကျင်နာပေးပါယူရပေးပါစောင့်ရှောက်ပါနှွေးထွေးပါနော်မဖောက်ပြန်စေခြင်းဘူးပေါ့လေဒါပေမဲ့လည်းတော်တော်များများကတော့ဖောက်ပြန်တဲ့စိတ်တွေကတော့ရှိတတ်ကြတယ်ပေါ့လေဒါတော့လူတိုင်းတော့မဟုတ်ပေမဲ့တော်တော်များများမှရှိတတ်ကြတယ်ဒါကတော့လူတဘာဝဆိုတော့ထိန်းရတော့ခတ်တယ်အဲ့ဒီကိစ္စလူတဦးနဲ့တဦးစိတ်အခြေခံသဘောထားတွေမတူညီဘူးလေနော်လူတယောက်နဲ့တယောက်အခြေခံစိတ်နေစိတ်ထားတွေမတူညီတဲ့အတွက်စိတ်တက်ရေးရမှာလည်းတူညီမှာမဟုတ်ဘူးဒါကြောင့်မလို့တယောက်ကိုတယောက်ကျင်ကျင်နာနာချစ်ခင်ပြီးတော့တယောက်အလိုတယောက်ကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့လေဒီအိမ်တော်ကြီးကတာယာမှာပေါ့လေဒါမှမဟုတ်တစ်ဖက်သက်ဆန်နေမယ်ဆိုရင်ဒီအိမ်တော်ကြီးကဘယ်တော့မှမတာယာဘူးဒါကြောင့်လေအိမ်တော်မမြဲပဲကွဲကြတာအဲ့လူတွေကအတ္တကြီးတယ်အတ္တကြီးတာမှန်တယ်အတ္တဘာလို့ကြီးကြတာလဲတကူကောင်းဆန်လို့ပေါ့လေအဲ့တော့တကူကောင်းဆန်တယ်ဆိုတာကတချို့လူတော်တော်များများမှလည်းရှိတတ်တယ်အဲ့တော့တကူကောင်းဆန်တဲ့စိတ်ဆိုတာကောင်းတာတော့မဟုတ်ဘူးပေါ့နော်ငါတာဖို့ငါရဖို့ငါအဆင်ပြေဖို့ပဲတွေးတဲ့လူတွေများတယ်ပေါ့လေဒါကြောင့်အိမ်အောင်ရေးမတည်မြဲတာအမှန်တရားအဲ့ဒါပဲရှင်းရှင်းလေးတွေးလိုက်ရင်ဒါအမှန်တရားပဲအမှန်တရားကိုပြောရင်နည်းနည်းခါတယ်ပေါ့နော်တကူကောင်းဆန်မယ်ဆိုရင်အိမ်အောင်တစ်ခုမှအဆင်မပြေနိုင်ဘူးကွဲဖို့များတယ်အဲ့တော့တကူကောင်းမဆန်တဲ့ချစ်ခင်ပေးပါကျင်နာပေးပါယူရပေးပါမိမတွေစီကခန္ဓာကိုယ်တစ်ခုတည်းကိုပဲရဖို့အတွက်အာယုံစိုက်မနေနဲ့သူ့ရဲ့ဘဝကိုလုံခြုံအောင်လဲကိုကထားပေးနိုင်ဖို့လိုအပ်တယ်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ strong ဖြစ်လာဖို့ဆိုတာယောက်ျားတွေပေါ်မှာအများကြီးမူတည်တယ်။အဲ့ယောက်ျားတွေက main ကလေးတွေပေါ်မှာအမြဲတမ်းနှိပ်စက်နေမယ်ဖိနှိပ်နေမယ်ပြောဆိုဆက်ဆံတာကြမ်းတမ်းနေမယ်ဆိုရင်ဒီ main ကလေးတွေကတိမ်ငယ်လာပြီးတဖြည်းဖြည်းနဲ့သူတို့ဘဝကြီးကမตายရတော့စိတ်ပိုင်းဆိုင်ရာတွေဒဏ်ရာတွေရပြီးတော့မပျော်တဲ့မိန်းမတယောက်ကဘလို့သူ့စီက energy ထွက်ပါမပျော်မရွှင်ဖြစ်နေတဲ့မိန်းမတယောက်ကစိတ်ပိုင်းဆိုင်ရာထိခိုက်သွားပြီလေထိခိုက်နေပြီဖြစ်တဲ့တော့ရုပ်ပိုင်းဆိုင်ရာလည်းကျလာမှာပဲဒါကြောင့်မလို့မပျော်ရွှင်အောင်ထားတာဘာလို့လဲဒီအမျိုးသားလေဒီအမျိုးသားကြောင့်သူမပျော်ရွှင်တော့ဘူးဆိုရင်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေက down လာမယ်တဖြည်းဖြည်းနဲ့ချိနေလာမယ်အဲ့တော့ဘလို့မျိုး तू ကတက်ကြွတဲ့အိမ်အောင်ရှင်မတယောက်ဖြစ်ပါတော့မလဲမဖြစ်နိုင်တော့ဘူးလေသူ့စီကချစ်ချင်းမြတ်တာတွေ view ဆိုင်မှုတွေသူ့ရဲ့တက်ကြွမှုတွေသူ့ရဲ့လှုပ်ရှားမှုတွေနေ့စဉ်တက်ကြွနဲ့ကိုမိသားစုပေါ်ကောင်းမွန်မှုအတွက်အဘက်ဆောင်ကနေပြီးတော့အမြဲတမ်းလောက်ကင်ဆောင်ရွက်ပေးနေတဲ့အမျိုးသမီးတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားပြီဆိုလို့ရှိရင်အဲ့ဒီအိမ်တော်ကလုံးဝမตายရတော့ကျမရဲ့ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့အနေအထားတွေအားလုံးသုံးသပ်ပြီးတော့ကျမပြန်ပြီးမျှဝေပေးတာအဲ့တော့အိမ်တော်ပြုတ်မယ်ဆိုလို့ရှိရင်ဒီကကိုချစ်တဲ့မိန်းမကိုခန္ဓာကိုယ်တစ်ခုတည်းရဖို့အတွက်တဏှာစိတ်နဲ့ချင်းကပ်ပြီးတော့ဆက်ဆံတာမျိုးမလုပ်နဲ့နှလုံးသားနဲ့ဆက်ဆံပါကျင်နာပါချစ်ခင်ပါယူရပါနှွေးထွေးပါတီးခံပါဂရုစိုက်ပေးပါမေတ္တာတရားနဲ့ဆက်ဆံပေးပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမိန်းမစီကတံပြန်သောတုံ့ပြန်မှုတွေဒီထက်မက10ဆလောက်ကိုပြန်ရမယ်အဲ့တော့ယောက်ျားဒုကြီးကိုပြောချင်တာကလေကိုရီးစားထားမယ်ပြီးရင်အိမ်အောင်ပြုတ်မယ်ဟုတ်တယ်မလားသားသမီးတွေမွေးမယ်မိသားစုဘဝ like family life လေးကိုထူထောင်မယ်ဒါမျိုးကိုတွေးထားတဲ့ယောက်ျားတွေကတာယာတဲ့မိသားစုဘဝလေးကိုလိုချင်တယ်ဆိုရင်ကိုယူမဲ့အမျိုးသမီးကိုတေချာရွေးပေါ့လေရွေးပြီးရင်ကိုချစ်လို့ရမယ့်အမျိုးသမီးကိုတကယ်ချစ်ပေးပါပြီးလို့ရှိရင်အဲ့ဒီအမျိုးသမီးကိုကျင်နာယူရပေးပါယူဆိုင်ပေးပါတိခံပေးပါမေတ္တာတရားတွေနဲ့ဆက်ဆံပေးပါအဲ့ဆိုရင်ရှင်တို့အမျိုးသမီးတွေကလည်းရှင်တို့ပေးတာထက်အစာပေါင်းများစွာသူတို့ဘက်ကပြန်ပေးလာလိမ့်မယ်အဲ့ဒီချိန်ကျရင်အိမ်အောင်ရဲ့တာယာတဲ့အိမ်အောင်ကြီးမဖြစ်ပေဘူးလားဒါကိုသဘောပေါက်ဖို့လိုအပ်တယ်အဓိကအဲ့ဒါပဲ